Hello အားလုံးမင်္ဂလာပါကျွန်မကတော့ English Language Teacher ဒေါ်စိုးမော်မော်ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာ subject နဲ့ပတ်သက်တဲ့စာကြောင်းလေးတွေကိုမျှဝေပေးပါမယ် subject ကပုံစံလေးမျိုးရှိပါတယ်ပထမဗီဒီယိုနှစ်ပုဒ်မှာတော့ပုံစံ1နဲ့2ကိုတင်ပြပါပြီဒါကတော့အခု3နဲ့4ပေါ့နော်ပုံစံ3ကတော့ subject that subject verb နောက်တစ်ခုပုံစံ4ကတော့ဓာတ်မပါဘူး subject verb အဲ့ပုံစံ3နဲ့4ကဓာတ်ပါတာနဲ့မပါတာပဲကွဲပါတယ်ဘာသာပြန်ရင်တော့အတူတူပဲဓာတ်ပါလဲဘာသာပြန်ရင်မပြောင်းဓာတ်မပါလဲဘာသာပြန်ရင်အဓိပ္ပာယ်ကဘာမှမပြောင်းအတူတူပဲဓာတ်ပါတာကတော့ formal ပုံစံဖြစ်တယ်ဒါပဲ formal ဆိုတာကဘယ်အချိန်မှာသုံးလဲဆိုရင်ရုံးတွေမှာအထက်လူကြီးကိုပြောတဲ့အခါမှာပိုရင်ကျေးအောင် meeting တွေမှာနောက် email ပို့တဲ့နေရာအဲ့နေရာတွေမှာသူကရင်ကျေးအောင်လို့သုံးတာ formal ဆိုတာနော်ဓာတ်ပါရင် formal ဖြစ်တယ်ဒါလေးပါပဲနောက်အဓိပ္ပာယ်ပြောင်းလဲမှုမရှိပါဘူးနော် number 1 sentence The doctor suggested that you take a break ဆရာဝန်ကမင်းအနားယူသင့်တယ်လို့အကြံပေးတယ် Next one The teacher suggested that students practice every day ဆရာမကကျောင်းသားတွေနေ့တိုင်းလေ့ကျင့်သင့်တယ်လို့အကြံပေးတယ် Okay Next one He suggested that we leave early ငါတို့စောစောထွက်သင့်တယ်လို့သူကအကြံပေးတယ် Next one My dad suggested that he study harder စာကိုပို့ပြီးတော့လေ့လာသင့်တယ်လို့အဖေကအကြံပေးတယ် Okay Bye bye have a nice day see you next time ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကိုအတွက်အကျိုးရှိရဆိုရင် comment မှာတစ်ခုခုရေးပေးခဲ့ပါ like and share လေးလည်းလုပ်ပေးပါနောက်ထပ်အကျိုးရှိတဲ့ဗီဒီယိုတွေကိုနေ့စဉ်တင်ပေးပါဦးမယ်ဆက်လက်ပြီးတော့အားပေးကြပါ bye bye see you next time